သူမဟာရေတွင်းအောက်ခြေကတွေးတွေနဲ့တည်နေတဲ့ဂူထဲမှာစုံစမ်းဖို့လုပ်နေတော့မတော်တဆခေါင်းလောင်းထောင်ချောက်ကိုတိုက်မိသွားပါတယ်အထံကြားတာနဲ့ရွာသားနှစ်ယောက်ရောက်လာပြီးတရိษံတကောင်ထက်ကြလာပြီးတတ်ဖို့ခေါ်သွားကြစို့ဆိုပြီးပြောတာကြောင့်သူမဟာကြောက်ကြောက်လန့်လန့်နဲ့ခွေးရည်ခွက်နဲ့ပြန်ပုန်းနေလိုက်ရတယ်ရွာသားတွေကသူ့ကိုတရိษံအစ်စ်ထင်ပြီးဂူတစ်ခုထဲကိုထမ်းခေါ်သွားကြပါတယ်အဲ့ဒီမှာရွာသားတစ်ယောက်ကထွက်ပြေးတဲ့ယုံတကောင်နောက်လိုက်သွားချိန်မှာကြံခဲ့တဲ့ရွာသားကသူမကိုတတ်ဖို့ပြင်းပါတယ်အသက်အန္တရာယ်ကြုံလာရတဲ့အခါသူမဟာဓားမြောက်တစ်ကြောင်းကိုဆွဲယူပြီးအဲ့ဒီရွာသားကိုအသေးအလဲထူးတက်ကထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီဂူဟာတကယ်တော့ရွာသားတွေရေတွေနဲ့ထိချလိုက်တဲ့တရိษံတွေကိုတက်ဖြတ်ပြီးအသားကြောက်လုပ်တဲ့စက်ယုံကြီးဖြစ်နေတာပါအဲ့ဒီနောက်မှာတော့သူမဟာအယမ်းမွေးတဲ့ပန်းရနန်းတစ်ခုကိုရလိုက်ပါတယ်ကြည့်လိုက်တော့တိုးတကောင်ကပန်းတွေကိုစားနေတာကိုတွေ့လိုက်ရတယ်ရွာလူကြီးကဒီပန်းတွေကိုကျွေးပြီးမွေးထားတဲ့တရိษံတွေကိုပဲရေတွင်းနဲ့ပြည့်ရမယ်လို့ဘာလို့ပြောထားတယ်လဲဆိုတာသူ့သဘောပေါက်သွားတယ်တိကျင်စိမ့်နဲ့အဲ့ဒီပန်းကိုအနီးကနန်းကြည့်လိုက်တဲ့အခါမှာတော့သူမဟာချက်ချင်းပဲတတိလစ်ပြီးမေ့လဲသွားပါတော့တယ်သူဘလောက်ကြာမေ့နေတယ်မသိဘူးတကောက်ခောက်တန်ကြောင်လန်နိုခဲ့ပါတယ်သူဟာအတက်ခံလိုက်ရတဲ့ရွာသားအလောင်းကိုတောင်းတစ်ခုမှခွက်ထားလိုက်ပြီးစပွဲအောက်မှာဝင်ပုန်းနေလိုက်တယ်တကားဖွင့်ဝင်လာတဲ့တခြားရွာသားတယောက်ကလူရှာမတွေ့တော့သူ့လူဟာအသားတွေခိုးစားရင်မေ့လဲနေတာလားဆိုပြီးဟိုဟိုဒီဒီလိုက်ရှာပါတော့တယ်စပွဲအောက်မှာပုန်းနေတဲ့သူမကိုတွေးတော့မဲ့အချိန်ပါပဲအပြင်ကနေသူ့အကိုကသူ့နာမည်ကိုလှမ်းခိုးတဲ့အတန်ထွက်လာတာကြောင့်ရွာသားဟာတယောက်ယောက်ရေတွင်းအောက်ခိုးဆင်းလာပြီဆိုတာသိတာနဲ့တကားနောက်မှာချောင်းပြီးတိုက်ခိုက်ဖို့ပြင်းပါတယ်ဒါကိုမြင်တဲ့သူမဟာတစ်သားတုတ်တချောင်းကိုကောက်ကိုက်ပြီးအဲ့ဒီရွာသားကိုအလစ်မှာရိုက်ချလိုက်လို့မောင်နှမညက်အောင်ပြန်ဆုံခွင့်ရသွားကြတယ်အကိုဖြစ်သူကဒီသားတက်ယုံကိုမြင်တော့မှမော်ရည်တွင်းရဲ့လျှို့ဝှက်ချက်ကိုအကုန်သိသွားပါတော့တယ်တကယ်တော့ရွာလူကြီးဟာဒီထူးဆန်းတဲ့ပန်းတွေကိုစားထားတဲ့တရိษံတွေရဲ့အသားနဲ့စိတ်ကြွစေးအသားကြောက်တွေလုံနေတာပါဒါကြောင့်လဲရွာသားတွေကိုပတ်စံနဲ့မိမတွေပေးပြီးပါစပ်ပိတ်ထားနိုင်တာပါအဲ့ဒီအချိန်မှာပဲတခြားဂူတွေကနေကုန်ပစ္စည်းတွေအမြန်ပို့တော်ဆိုတဲ့အော်ထန်တွေကြားလိုက်ရတယ်သူမကအမြန်ပြန်ဖို့တိုက်တွန်းမယ်မယ်အကိုဖြစ်သူကပြန်လို့မရတော့ဘူးရွာလူကြီးကငါဆင်းလာတာကိုမြင်သွားလို့ရေတွင်းဝကိုပိတ်လိုက်တယ်ဆိုတဲ့အခါညီမလေးခင်ဗျာလုံးဝကိုစိတ်သက်ကြသွားပါတော့တယ်လူတက်မီတို့ရောက်လာမယ့်အခြေအနေမှာအကိုဖြစ်သူကအကြံတစ်ခုရပြီးတေဆုံးသွားတဲ့ရွာသားနှစ်ယောက်ရဲ့အဝတ်စားတွေကိုလဲဝတ်ကမျက်နှာတွေကိုလည်းအတိမတ်မပြုတ်နိုင်အောင်မင်းတွေတုတ်လိုက်ပါတယ်ဒါပေမဲ့ကုန်ပစ္စည်းလာယူသူတွေရောက်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာရွာသားအစ်စ်မဟုတ်တဲ့ဆိုတာကိုချက်ချင်းသိသွားကြပါတော့တယ်